ကျွန်တော်တို့ solar စနစ်တွေ EV အသွင်စနစ်တွေနဲ့ battery bank အကြီးတွေကိုအပိတ်အဖွင့်လုပ်ဖို့ဆိုရင်ပုံမှန် AC connector တွေသုံးလို့မရပါဘူးဒီနေရာမှာ DC သီးသန့် magnetic connector တွေကိုဘာလို့သုံးရတာလဲသူကဘယ်လိုအလုပ်လုပ်တယ်လဲဒီနေ့မှာသိစိတ်ပြောပြပေးသွားမှာပါ magnetic DC connector ဆိုတာလျှက်စစ်တန်လိုက် electromagnet ရဲ့အားကိုသုံးပြီးတော့ DC လျှက်စစ်ပလန်ကိုချိတ်ဆက်ပေးတဲ့ကိရိယာပါသူ့ရဲ့ coil တွေကို power ပေးလိုက်တာနဲ့တန်လိုက်တက်ဖြစ်ပေါ်လာပြီးတော့ main contact တွေကိုဆွဲကပ်လိုက်ပါတယ်အဲ့ဒီအခါမှာ DC လျှက်စစ်တွေစီးဆင်းသွားတာဖြစ်ပါတယ်လူအများစုမေးလေးရှိတာက AC connector ကို DC လိုင်းမှာသုံးလို့မရဘူးလားဆိုတာပါပဲ AC ကတစ်စက္ကန့်ကိုအကြိမ်90ဖို့အားတုံညာဖြစ်တဲ့အချိန်ရှိပါတယ်ဒါကြောင့်မိဖို့နေရငြိမ်းရလွယ်ပါတယ် DC ကတော့အမြဲတမ်းတက်မှတ်တဲ့စီးနေတာပါခလုတ်ကိုဖြတ်လိုက်တဲ့အခါထွက်လာတဲ့မီးပွင့်က AC ထက်အဆပေါင်းများစွာပြင်းထန်ပြီးတော့ငြိမ်းမှုခတ်ပါတယ်ဒါကြောင့် DC connector တွေထဲမှာအဲ့ဒီပြင်းထန်တဲ့မီးပွင့်တွေကိုအမြန်ဆုံးညှိတက်ပေးနိုင်တဲ့ arc suppressor တို့မဟုတ် permanent magnet တွေအထူးပါဝင်တာဖြစ်ပါလေဒီပစ္စည်းတွေကိုအဓိကအားဖြင့်အသုံးပြုတဲ့နေရာတွေကတော့နံပါတ်1 solar PV system panel ရလာတဲ့ high voltage DC line တွေကိုအလိုတယောက်ဖြတ်တောက်ဖို့နံပါတ်2 electric vehicle EV ကားတွေရဲ့ main battery line နဲ့အားသွင်းစနစ်ကိုထိန်းချုပ်ဖို့နံပါတ်3 telecommunication ဆက်သွယ်ရေးတာဝါတိုင်တွေက DC power system တွေလိုင်းပြောင်းဖို့အဲ့ဒါနဲ့ DC motor စက်ရုံသုံး DC motor တွေကိုအဖွင့်အပိတ်နဲ့ reverse လုပ်ဖို့အတွက်အသုံးပြုပါတယ်ဗျ DC connector ဝယ်တော့မယ်ဆိုရင်အချက်2ချက်ကိုသတိထားပါ main current and voltage ကိုယ့်ရဲ့ line က DC 4 ဘယ်လောက်လဲပြီးတော့ ampere ဘယ်လောက်လဲဆိုတာကိုကြည့်ပြီးတော့ရွေးပါ coil voltage connector ကိုခိုင်းစေမဲ့ power က24 volt DC လားဒါမှမဟုတ်220 volt AC လားဆိုတာကိုမှတ်ကန်အောင်ရွေးချယ်ဖို့လိုပါတယ်သင်ရဲ့ DC စနစ်တွေမှာဘေးကင်းပြီးစိတ်ချရဖို့ဆိုရင်တော့သင်တော်တဲ့ DC connector တွေကိုပဲရွေးချယ်အသုံးပြုကြပါလို့အကြံပြုလိုပါတယ်ဒီဗီဒီယိုလေးကဘူးစုရရတယ်ဆိုရင်တော့ like and follow လေးလုပ်သွားဖို့မမေ့ပါနဲ့